နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါမှာစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ကြီးကိုကြားစေနိုင်လောက်အောင်အကုသိုလ်မှုတွေတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိန်းသိမ်းရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နာတွေဖြစ်ပေါ်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထိန်းရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီးရှင်ထဲကနေပြီးတော့နှုတ်ဖျားရောက်လာလိမ့်မယ်နှုတ်ဖျားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီးအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရနေပြီးတော့ရိုက်တယ်နှက်တယ်တတ်တယ်ဖြတ်တယ်ထိအောင်ဖြစ်လာဒေါသဟာအဲ့လိုဖြစ်လာမှအပြစ်တွေကိုရှုမြဲသုံးသပ်ပြီးရင်ထဲမှာဖြစ်တဲ့ဒေါသကိုရင်ထဲမှာပျောက်သွားအောင်ထိချုပ်နိုင်ရဒါထိန်းတဲ့ဒီတည်းဒီအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့အရင်ကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ရုံနဲ့မဟုတ်ဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာသဘာဝကိုသဘာဝအတိုင်းခြေတက်လာပြီးဆိုလို့ရှိရင်ဒေါသဖြစ်စရာအာယုန်တို့မမြင်တော့ဘူးလောဘဖြစ်စရာအာယုန်တို့လည်းမမြင်တော့ဘူးသဘာဝတရားတစ်ခုလို့သာပြင်တဲ့အခါမှာလောလည်းပဲဖြစ်တော့ဒေါသလည်းအဲ့လိုပညာဉာဏ်နဲ့ထိမ့်သိမ်းဆွရှောင်းမယ်လို့ဆိုလို့နော်အဲ့ဒါကိုပြောတာစိတ်တတသမထောတထုစိတ်ကိုသမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာကျင့်နည်းနဲ့ထိမ့်မယ်အဲ့ဒါလို့ထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူးဒါတွေဝင်မလာတော့ဘူးသဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှိရင်ဒါယဉ်ကျေးသွားပြီလို့သူတို့ပြော